ငါတို့မသိတဲ့အလားတရားနှဆူမရှိတဲ့ကဘာဖလားကိုနှစ်ကြိမ်ဆက်ဝရိန်ထက်မှတိမ့်ပိုက်တော့မယ်စိတ်တကာထိတ်ကောင်စိတ်မင်းအောင်ဘောလုံးမင်းတရားကြီးမက်ဆီကဲညီလေးတို့အပီကျွေးဆိုလို့ဘာများလဲမှတ်တယ်အာဂျင်အောင်ပွဲတူစင်ရွဲအစီအစဉ်နဲ့ငါရင်ကြီးထွားတယ်ဆိုလို့ဆရာထင်ကြီးထားတာကြောင့်ပါကင်ကြီးစားပြလိုက်တဲ့အာဂျင်တီးနားပါလားကွယ်တို့ဟိုဘက်ရက်ကွက်ကလည်းတိတ်ကြတော့ငိုမနေနဲ့ပိုတွေပဲဆိုသလိုဘလိုတွေဆွဲဆွဲအပြိုတွေလည်းအိုနေစဲတွေဖြစ်ကုန်တော့မှာပါပဲအင်္ဂလန်ရဲ့ဘင်တန်နဲ့စော်ပေးလိုက်တာကြောင့်အပြိုလေးရှိုက်ကအောင်ပြီးတကိုးသားနဲ့ခိုးကအားပေးသူတွေကိုအများပေးလှူတွေလိုမျိုးအာဂျင်တိုင်းသားတို့ကငါရင်တိုင်းကစားမယ်ဆိုကအကြောပေးပြီးတော့အပြောကလေးနဲ့စောင့်နေခဲ့တာဖြစ်ပါတယ်အိမ်မှာဖန်ပြောင်းခင်တို့ဘူကောင်တို့ဦးကြောင်တို့ဘာတွေမှမသိတဲ့ကြောင်ချောက်ချားတွေကလည်းအတောင်ပြောက်သွားပြီးတော့မင်းတို့စိတ်ကြီးဆိုပြီးတော့ငိုကြီးရတော့မလို့ကြောင်ကြောင်နဲ့လောင်ပြောင်နေခဲ့သေးတာပါဒါမဲ့အာဂျင်ရဲ့နာဂျင်မဲ့ခေါင်းတိုက်ချက်တွေကတော့ ground ကြိုက်နေသလားမှတ်ရအောင်ပစ်ဖို့ကအနှစ်တချို့ပြပြီးတော့ကာကွယ်ချက်တွေကလာတကယ်မှတ်ရအောင်စောက်ရမ်းဒီကျန်းထုံနေရကြောင်းငါတို့မသိတဲ့အလားတရားနှဆူမရှိတဲ့ကဘာဖလားကိုနှစ်ကြိမ်ဆက်ဝရိန်ထက်မှတိမ့်ပိုက်တော့မယ်စိတ်တကာထိတ်ကောင်စိတ်မင်းအောင်ဘောလုံးမင်းတရားကြီးမက်ဆီကဲညီလေးတို့အပီကျွေးဆိုလို့ဘာများလဲမှတ်တယ်အာဂျင်အောင်ပွဲတူစင်ရွဲအစီအစဉ်နဲ့ငါရင်ကြီးထွားတယ်ဆိုလို့ဆရာထင်ကြီးထားတာကြောင့်ပါကင်ကြီးစားပြလိုက်တဲ့အာဂျင်တီးနားပါလားကွယ်တို့ဟိုဘက်ရက်ကွက်ကလည်းတိတ်ကြတော့ငိုမနေနဲ့ပိုတွေပဲဆိုသလိုဘလိုတွေဆွဲဆွဲအပြိုတွေလည်းအိုနေစဲတွေဖြစ်ကုန်တော့မှာပါပဲအင်္ဂလန်ရဲ့ဘင်တန်နဲ့စော်ပေးလိုက်တာကြောင့်အပြိုလေးရှိုက်ကအောင်ပြီးတကိုးသားနဲ့ခိုးကအားပေးသူတွေကိုအများပေးလှူတွေလိုမျိုးအာဂျင်တိုင်းသားတို့ကငါရင်တိုင်းကစားမယ်ဆိုကအကြောပေးပြီးတော့အပြောကလေးနဲ့စောင့်နေခဲ့တာဖြစ်ပါတယ်အိမ်မှာဖန်ပြောင်းခင်တို့ဘူကောင်တို့ဦးကြောင်တို့ဘာတွေမှမသိတဲ့ကြောင်ချောက်ချားတွေကလည်းအတောင်ပြောက်သွားပြီးတော့မင်းတို့စိတ်ကြီးဆိုပြီးတော့ငိုကြီးရတော့မလို့ကြောင်ကြောင်နဲ့လောင်ပြောင်နေခဲ့သေးတာပါဒါမဲ့အာဂျင်ရဲ့နာဂျင်မဲ့ခေါင်းတိုက်ချက်တွေကတော့ ground ကြိုက်နေသလားမှတ်ရအောင်ပစ်ဖို့ကအနှစ်တချို့ပြပြီးတော့ကာကွယ်ချက်တွေကလာတကယ်မှတ်ရအောင်စောက်ရမ်းဒီကျန်းထုံနေရကြောင်း